တင်ကိုကြီးညာတဲ့ Apple WWDC 2026ပွဲရတော့ပြီးသွားပြီအခုထွက်လာတဲ့ software feature တော်တော်များများကအရင်နှစ်တုန်းကရင်ပြီးခဲ့တဲ့ထဲမှာပါပါတယ် Tim Cook ကပွဲဦးဆဆထွက်ရှင်သူတို့ device တွေသုံးပြီးတော့မှလူတွေဘယ်လိုဘာညာလုပ်တယ်ဆိုတဲ့အထဲမှာကျွန်တော်တခုသဘောကျတာရှိရပေါ့နော်ဒီဓာတ်ပုံလေးကိုအားလုံးမှတ်မိကြမယ်လို့ထင်ပါတယ်တချို့ company တွေကကျတော့ကဘာမြေကြီးကနေပြီးတော့လကဘာကိုဆွဲပြီးတော့မှဓာတ်ပုံရိုက်တာဒီပုံကကျတော့ကဘာအပြင်ကနေပြီးတော့မှကဘာကြီးကိုပြန်ရိုက်ထားတဲ့ပုံဖြစ်နေတော့ကျွန်တော်တော်တော်လေးကိုသဘောကျတဲ့ထဲမှာပါတယ်ဒီရဲ့ WWDC မှာတော့သူတို့ရဲ့ရှိသမျှ OS တွေအကုန်လုံးသုံးလို့ပို့ပြီးတော့မှကောင်းအောင်လို့ improvement တွေလုပ်ထားတယ်နောက်တစ်ခုသူတို့ကြေညာတာကတော့ Trust and Safety for Kids ဆိုပြီးတော့ကလေးတွေဖုန်းသုံးတာနဲ့ပတ်သက်ပြီးတော့မှမိဘတွေကထိန်းချုပ်လို့ရတဲ့ feature တွေတော်တော်များများကိုထည့်ထားပြီးတယ်နောက်ဆုံးတစ်ခုကတော့ Apple Intelligence နဲ့ Siri ပေါ့နော် Apple Intelligence လို့ကြားလိုက်တာနဲ့ရည်ရင်တဲ့သူတွေရှိမယ်ဆိုတာလည်းသိပါတယ်အရင်နှစ်ကတော်တော်လေးရုပ်ပြက်ဆင်ပြက်ဖြစ်ပြီးတော့တရားတွေဘာတွေတော့ဆွဲခံရထားတာဆိုတော့တချို့ကတော့ရည်ချင်မှာပေါ့နော် Federic ကဘာညာတရကပြောနေတော့အခုထွက်လာတဲ့ macOS 27ရဲ့ official နာမည်ကတော့ Golden Gate ဆိုပြီးတော့ကိုင်းနဲ့ဝူတူတူမောင်းပြီးတော့မှလာပြောသွားတယ် macOS Golden Gate ဆိုလို့ macOS တာဟိုကျွန်တော်အရင်နှစ်တုန်းက upgrade မလုပ်ခဲ့ဘူးကျွန်တော်သုံးတဲ့ main device မှာ upgrade လုံးဝအောင်မလုပ်တာအခုချိန်ထိလည်းမလုပ်ထားအောင်ဒါပေမဲ့ကျွန်တော် secondary သုံးတဲ့ device မှာတော့တာဟိုကိုစမ်းမယ်ဆိုပြီးတော့မှစမ်းတင်ကြည့်တာပေါ့နော် UI ကတော်တော်လေးကိုစုပ်ပဲ့ပါတယ် Finder နှစ်ခုပေါ့နော်ဖွင့်ထားရဲဆိုရင်တော့မှအဲချက်ချေကတ်တို့ minimize တို့ဘာလို့နေတာတစ်ခုနဲ့တစ်ခုကအနားမညီရာကြီးတော်တော်များတယ်ပြီးတော့ရလို့ရှိရင် back တွေကဟိုနေရာပေါ်လိုက်ဒီနေရာပေါ်လိုက်နဲ့သုံးရတာအဆင်မပြေလို့ကျွန်တော်အဲ့တုန်းကရင် upgrade မလုပ်တာဒီနေ့ချိန်ထိပဲပေါ့နော်တခါတလေဆိုလို့ရှိရင် Windows title တွေကလည်းတလွဲတွေ UI design ကတော်တော်လေးကိုအချောမတက်ပဲနဲ့ထုတ်တဲ့ပုံစံမျိုးဖြစ်နေအခုထွက်လာမဲ့ macOS Golden Gate မှာတော့အဲ့ဒါအကုန်လုံးကြီးပါကို fix လုပ်ပေးပြီးတော့မှထုတ်ပေးတယ်လို့တော့ကျွန်တော်ထင်တယ်အရင်ကထုတ်ခဲ့တဲ့ Apple ရဲ့ liquid glass design ကတချို့တွေကလည်းကြိုက်တယ်တချို့တွေကလည်းမကြိုက်ဘူးတချို့ကအကြည်ကြိုက်တယ်တချို့ကကျတော့တင့်တက်ဖြစ်တာကြိုက်တယ်ကျွန်တော် iOS 26ကိုဗီဒီယိုလုပ်ပေးတော့ကလည်းပြောဖို့ပဲပေါ့နော်ဒါလေးကို slider လေးအနေနဲ့ထည့်ပေးတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှကောင်းမယ်ပေါ့နော်အခုကတော့အဲ့လိုမျိုးထည့်ပေးလိုက်ပါပြီအကြည်ကြိုက်တယ်ဆိုလို့ရှိရင်အကြည်ဘက်မှာထားအကြည်မကြိုက်ဘူးဆိုလို့ရှိရင်တော့တင်တက်ဖြစ်တဲ့ဘက်မှာထားနှစ်ခုစလုံးမကြိုက်ဘူးဆိုလို့ရှိရင်တော့အလယ်မှာထားလို့ရသွားပြီပေါ့နော် iOS မှာဆိုလို့ရှိရင်လည်း liquid glass design နဲ့ပို့ပြီးတော့မှကိုက်ညီအောင်လို့တချို့ icon တွေကို design ပြောင်းထားတယ်အဓိကသူတို့ update လုပ်ပေးတာကတော့ performance ပေါ့နော် application တွေကိုဖွင့်နေဆိုလို့ရှိရင်30%ပို့ပြီးတော့မှမြန်တယ်လို့ပြောတယ်ဓာတ်ပုံတစ်ပုံရိုက်ပြီးတော့မှအဲ့ဓာတ်ပုံကိုပြန်သွားကြည့်တယ်ဆိုလို့ရှိရင်80%ပို့ပြီးတော့မှမြန်လေးပြပေးနိုင်တယ်လို့ပြောတယ် AirDrops နဲ့ file တွေ transfer လုပ်တယ်ဆိုလို့ရှိရင်လည်း80%လောက်ပိုမြန်တယ်လို့ပြောတယ် iPad မှာဆိုလို့ရှိရင်လည်း solid state drive တွေနဲ့ file transfer လုပ်တယ်ဆိုလို့ရှိရင်9ဆပို့ပြီးတော့မှမြန်အောင်လုပ်ထားပေးတယ်လို့ပြောတယ်နောက်တစ်ခုသူတို့ကြီးညာသွားတာကတော့ CPU scheduler ပေါ့နော်ကျွန်တော်တို့အနေနဲ့ဖုန်းတွေကို software update တင်နေဆိုလို့ရှိရင် update တင်လိုက်ရင်ဖုန်းကနည်းနည်းလေးနှေးသွားတယ်အရင်ကထွက်ခဲ့တဲ့ iOS 26ကိုတင်တဲ့အချိန်မှာဖုန်းတွေတော်တော်များများကဒီ design အပြောင်းလဲအကြောင်းနှီးသွားတာကိုကျွန်တော်တို့ခဏ Facebook မှာဖတ်ရတယ်ပေါ့နော်အခုကတော့အဲ့ဒါတွေအကုန်လုံး fix လုပ်ပေးထားပါပြီ iPhone 11ကနေစပြီးတော့မှလုပ်ပေးထားတယ်လို့ပြောတယ် iOS 29ကို iPhone 11ကနေစပြီးတော့မှတင်လို့ရမယ်ဒီပြဿနာကတော့တော်တော်များများကြုံမှုကြလိမ့်မယ်လို့ထင်တယ်ကိုက cellular data သုံးနေရင်နဲ့ Wi-Fi တစ်ခုကိုသွားပြီးတော့မှချိတ်တယ်ဆိုလို့ရှိရင်ချိတ်တာတော့ချိတ်မှာပဲပေါ့နော်ဒါပေမဲ့အဲ့ဒီရဲ့မှာ Wi-Fi မှာက waiting လို့ပဲဖြစ်ဖြစ် internet မရလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်internet ကတစ်ချက်ပြတ်သွားတဲ့ပြဿနာရှိရပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ control center တွေသွားပြီးတော့မှ Wi-Fi ပဲဖြစ်ဖြစ် cellular ပဲဖြစ်ဖြစ်သွားပြီးတော့မှပိတ်ရတဲ့ပြဿနာလေးပေါ့နော်ဒီ iOS 29မှာတော့ Wi-Fi နဲ့ cellular transition ကို smooth ဖြစ်အောင်လုပ်ထားပေးတယ်လို့ပြောတယ်နောက်တစ်ခုကတော့ iMessage မှာစာနဲ့ပုံနဲ့နှစ်ခုကိုတစ်ခါတည်းပို့လိုက်တယ်ဆိုလို့ရှိရင်စာရဲ့အောက်နာလေးမှာ deliver ဆိုတာပြပြီးတော့မှပုံရဲ့အောက်မှာကျတော့ဘာမှမပြဘူးပေါ့နော်ပုံမှန်ရောက်သွားပြီလားဘာလားကျွန်တော်တို့သိကျင်တယ်ဆိုလို့ရှိရင်အပေါ်ကဘားတန်းလေးကိုသွားပြီးတော့မှကြည့်ရတယ်အခုကတော့အဲ့လိုမျိုးမဟုတ်တော့ဘူးကိုပို့လိုက်တဲ့ပုံရဲ့အောက်မှာရောစာရဲ့အောက်မှာရောရောက်သွားပြီလားမရောက်သေးဘူးလားဆိုတာကိုတစ်ခါတည်းပြပေးတယ်မေးတို့ photo တို့ spotlight တို့မှာ search လုပ်တဲ့ function ကိုလည်းပို့ပြီးတော့မှကောင်းအောင်လုပ်ထားပေးတယ်နောက်တစ်ခုကတော့မြေပုံကျွန်တော်တို့စီမှာဆိုလို့ရှိရင်တော့ဒီ feature ရမှာမဟုတ်သူတို့နိုင်ငံမှာဆိုလို့ရှိရင်တော့ flyover view မှာမြင်ရတဲ့အဆောက်အအုံတွေကိုတော်တော်လေး sharp လုပ်ပြီးတော့မှလှပလေးကို rendering လုပ်ထားပေးတယ် iOS 29မှာကျွန်တော်အကြိုက်ဆုံးဖြစ်လာမယ့် feature ကတော့ AirPod ကို equalizer ချိန်လို့ရတဲ့ feature လေးပေါ့နော်အားလုံးပဲသတိထားမိလာတော့မသိဘူးဒီနောက်ဆုံးထွက်ထားတဲ့ AirPod Pro က base အတန်နည်းနည်းများသလိုပဲ triple ကနည်းနည်းလေးနှိမ့်တယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်ဒီ feature လေးထည့်ပေးထားရဲဆိုလို့ရှိရင်တော့
ကိုယ်စိတ်ကြိုက် equalizer ချိန်လို့ရပါပြီ trust and safety feature ကတော့ကလေးတွေအတွက်ကတော့ရိုက်ပေါက် feature ပေါ့နော်အသက်17နှစ်အောက်ဆိုလို့ရှိရင် child account ဖွင့်လို့ရမယ် account ရှိပြီးသားဆိုလို့ရှိရင်လည်း child account ကိုတွားပြီးတော့မှပြောင်းလို့ရမယ်ကိုကလေးကမဟုတ်က website တွေကြည့်နေလားဘယ်သူနဲ့ဖုန်းပြောနေလဲဘယ်သူနဲ့ message တွေပို့နေလဲဘယ် application တွေသုံးနေလဲဆိုတာကိုကန်တက်လို့ရတဲ့ feature ဖြစ်ပါတယ်။နောက်ပြီးသွားခဲ့လို့ရှိရင်မိဘတွေအနေနဲ့ပေါ့နော်ကိုကလေးက social media ဘယ်နှနာရီပဲသုံးလို့ရမယ်ဗီဒီယိုဆိုလို့ရှိရင်လည်းဘယ်နှနာရီပဲကြည့်လို့ရမယ်အဲ့ဒါတွေကအစ limit ပေးလို့ရတယ်ပေါ့နော် TikTok တို့ Facebook တို့တနာရီပဲကြည့်ပြီးရင်စာလို့တော့အဲ့လိုမျိုးထားနောက်တစ်ခုကတော့အရင်နှစ်ကသူတို့ကြီးညာပြီးတော့ fail ဖြစ်သွားတဲ့ Apple Intelligent အရင်နှစ်ကကြီးညာခဲ့တဲ့ပုံစံအတိုင်းပဲတော်တော်များများ function တွေကဒီနေ့ကျမှရမှာပေါ့နော်ဒီနေ့မှရမယ်ဆိုတာကလည်းGoogle Gemini ကိုတစ်နှစ်စာ1 billion ပေးပြီးတော့မှဝယ်သုံးထားတာကိုစကားမဆက်အရင်နှစ်က Apple Intelligent ကတရားစွဲခံရပြီးတော့အခုရော်ကြေးတွေပေးနေပါပြီဒီနေ့မှာတော့ Siri ကို Gemini တို့ ChatGPT တို့လိုမျိုး application ပါထုတ်ပေးထားတယ်သူလုပ်ပေးထားတဲ့ architecture က Apple Foundation model ရှိမယ် Google Gemini model ရှိမယ်အဲ့နှစ်ခုကို Plata ရိုက်ပြီးတော့မှထုတ်ပေးထားတယ် on device မှာအလုပ်လုပ်တဲ့ model တွေရှိသလိုသူတို့ရဲ့ private cloud computer နေပြီးတော့မှအလုပ်လုပ်တဲ့ model တွေလည်းရှိမယ်Siri ရဲ့ပုံစံကလည်းပြောင်းသွားတယ် Dynamic Island ပေါ်ရောက်သွားပြီ Siri ကို natural language ပုံစံပေါ့နော်လူသားဆက်ဆံပြောတဲ့ပုံစံလည်းမျိုး language model က on device မှာပဲရှိတယ် Advanced detection ပါတဲ့ model ကလည်း on device မှာပဲလုပ်တယ်ဒီနှစ်ခုကတော့သူတို့ပြောတဲ့ပုံစံအတိုင်းဆိုလို့ရှိရင်တော့ iPhone 16 Pro model ကနေစပြီးတော့မှပဲအလုပ်လုပ်မယ် iPhone Air ပါမယ် M4 iPad ပါမယ်Mac ဆိုလို့ရှိရင်လည်း M3 ကနေစပြီးတော့မှပဲပါမယ် Apple က Siri ကိုဘယ်လောက်ထိတောင်သုံးစေရှင်လဲဆိုလို့ရှိရင် Virtual Intelligence style အနေနဲ့ camera ထဲမှာပါထည့်ပေးလိုက်ပြီ Apple Intelligence ကိုသုံးပြီးတော့ update လုပ်ထားတဲ့နောက်ထပ် application တစ်ခုက Passport ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ weak ဖြစ်တဲ့ Passport တို့ leak ဖြစ်တဲ့ Passport တို့က Passport application ထဲမှာ notification လေးပြတယ်ပေါ့နော်တကယ်လို့ကိုက leak ဖြစ်တဲ့ passport ကိုတွားပြီးတော့မှ change နေတယ်ဆိုလို့ရှိရင်အဲ့ဒီ website ကိုတွားပြီးတော့မှကိုဖာတာကိုတွား change ရတယ်အခုကတော့အဲ့လိုမျိုးလုပ်စရာမလိုတော့ဘူး Safari နဲ့ Apple Intelligence နှစ်ခုပေါင်းပြီးတော့မှ leak ဖြစ်နေတဲ့ password ပဲဖြစ်ဖြစ် weak ဖြစ်နေတဲ့ password ပဲဖြစ်ဖြစ် change နေတယ်ဆိုလို့ရှိရင် tab လေးနှိပ်လိုက်တာနဲ့သူ့ဖာတာသူတွားပြီးတော့မှ change ပေးမှာဖြစ်ပါတယ် password တွေအများတန်း leak ဖြစ်နေတဲ့ခေတ်ကြီးထဲမှာဒီ feature ကတော့တော်တော်လေးကိုအသုံးဝင်မှာပါ update လုပ်ထားတဲ့ phone application ဆိုလို့ရှိရင်လည်းတော်တော်မိုက်တယ်သူတို့ဥပမာပြသွားတဲ့ပုံစံအတိုင်းဆိုလို့ရှိရင် airline ကိုဖုန်းဆက်လိုက်တာနဲ့ကို booking လုပ်ထားတဲ့ confirmation number ကဖုန်း app မှာတခါတည်းပြလာတယ်ဆိုတော့စကားပြောတဲ့ချိန်ကျရင်ကြည့်ပြီးပြောရတာပို့ပြီးတော့မှအဆင်ပြေမယ်ဒီ model က on device မှာနေ run လာဖြစ်လို့ privacy ဘိုင်းကတော်တော်လေးကိုလုံခြုံတယ်လို့ပြောလို့ရတယ်နောက်ထပ်သူတို့ update လုပ်ထားတာကတော့ image playground အရင် iOS 26 တုန်းကကျွန်တော်တစ်ခါလောက်ပဲသုံးပြီးတော့မှဘယ်တော့မှထပ်ပြီးတော့မဖွင့်တော့တဲ့ application ပေါ့နော် image generation မှာဆိုလို့ရှိရင်လည်း realistic ဖြစ်တဲ့ photo တွေကိုထုတ်လို့ရမယ်လို့ပြောတယ် realistic ဖြစ်တဲ့ photo တွေကိုတော့ on device model နဲ့သုံးမှာတော့မဟုတ်ဘူးသူတို့ရဲ့ private cloud compute server မှာရှိတဲ့ model ပေါ်မှာ run မယ်သူတို့ဥပမာပြထားတဲ့အတိုင်းဆိုလို့ရှိရင်ပုံတွေက realistic ဖြစ်ပေမဲ့လည်းအဲ့လောက်ထိမမိုက်ဘူးလို့ထင်တယ်တခြား AI တွေဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့မှ realistic ဖြစ်တဲ့ photo တွေကိုထုတ်ပေးနိုင်တာကြားလာပြီဒီရဲ့ image generation က daily limit နဲ့လို့တော့ကြီးညာသွားတယ်လူတွေတော်တော်များများကြိုက်မဲ့ application နောက်တစ်ခုကတော့ photo ပဲphoto မှာဆိုလို့ရှိရင်ကျွန်တော်တို့အရင်တုန်းက clean up ပါပြီးသွားပြီဒါပေမဲ့လည်း Galaxy AI တို့ဘာလို့သူ့ရဲ့ clean up က generative fill တွေပါမပါဘူးပေါ့နော်ဒီ model မှာရော generative fill ပါပြီလားဆိုတာကိုနောက်ကြတော့မှကျွန်တော်တင်ဆက်ကြည့်ပါမယ်နောက်ထပ်2တစ်ခုကတော့ extended 2ဒါကတော့ generative fill ပုံစံမျိုးပေါ့နော်ပုံကနည်းနည်းလေးကိုလိုချင်တဲ့ design color နေထားမဟုတ်ဘူးဆိုလို့ရှိရင်ထပ်ဖြည့်ပြီးတော့မှ extend လုပ်ပေးတဲ့ 2လေး reframe ဆိုလို့ရှိရင်လည်း special ပုံစံမျိုးကိုလိုချင်တဲ့အနေထားကိုတွားပြီးတော့မှချိန်လို့ရတဲ့ဟာပေါ့နော်Google ဆိုလို့ရှိရင်တော့ဒီ feature တွေရတာကတော်တော်လေးကိုကြာနေပါပြီ image generation model မှာကျွန်တော်နည်းနည်းလေးထပ်ဖြည့်ပြီးတော့မှပြောချင်တာရှိတယ်သူက cloud ပေါ်မှာရှိတဲ့ model နဲ့ချိန်ပြီးတော့မှအလုပ်လုပ်တာဆိုတော့ daily limit ရှိမယ်ပေါ့နော်တရက်မှာပုံဘယ်လောက်ပဲထုတ်လို့ရမယ်ဆိုတာရှိတယ်တကယ်လို့ကိုကထပ်ပြီးတော့မှထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ iCloud Plus ဝယ်ပြီးတော့မှပို့ထုတ်လို့ရတယ်free ဆိုလို့ရှိရင်ဘယ်နှပုံလောက်ထုတ်လို့ရတယ်ဆိုတာကိုလည်းသူတို့တော့မပြောသွားဘူးပေါ့နော် Okay ဆိုတော့ iOS 29 developer beta ကတော့ထွက်နေပြီတကယ်လို့တင်ချင်တယ်ဆိုလို့ရှိရင်တော့တင်လို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကိုယ့်ရဲ့ main device မှာတော့မတင်ဖို့ကျွန်တော်အကြံပေးပါတယ်နည်းနည်းလေးထပ်ဆောင်ပြီးတော့မှ public beta ထွက်မှာပဲတင်တာကိုအတွက်ပို့ပြီးတော့မှအဆင်ပြေလိမ့်မယ် Apple ကြီးညာခဲ့တဲ့ feature တွေထဲမှာဘယ် feature တွေကြိုက်လဲဆိုတာကိုအောက်မှာ comment ရေးသွားလို့ရပါတယ်ဒီ video ကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်